ပြင်းလိုက်တာကွာငါအိမ်မှာလည်းဘာမရှိဘာဆိုဘာမရှိဘာဆိုဘာမရှိဘူးငါအခန်းကိုလိုက်ဆက်စုကြည့်ကြအောင်မယ်အော်ဒီခန်းနဲ့ပိတ်ဒီခန်းရောဒီခန်းမှာလည်းပိတ်ထားရနော်ဟိုဒီခန်းဝင်လို့မရတော့ကွာတော့မရှိဒီခန်းဟိုရောအရင်တော့တင့်နေတယ်လို့ညာဒီခန်းခက်တော့ဒီဟိုဒီခန်းတကားတော့ရှိတယ်ကွာဒါမဲ့ဖွင့်လို့ရဘာမှဖြစ်ကိုဖတ်တီမတော်တော့မိကြီးမယ်လို့တော်တော့ဟေးပါလေဒီအိလာကကျွေးစားဘူးလားအိုးဤပါကွာဖုန်းဆက်တယ်အိလာကကျွေးပြောနေအဲ့ဆိုဘာလို့မလဲယောဒီနောက်မှာလေဒီအခန်းဘာခန်းလဲဖေးခန်းလေဒီခန်းကျွန်တော်အိဒါလေအဲ့ဒီခန်းလားဟေးဒီခန်းမဝင်နဲ့ဘာလို့လဲကျွန်တော်အကျိုးအကြောင်းလေးပြောပြပါဦးမဝင်နဲ့ဆိုမဝင်နဲ့ကွာတေးလာငါစကားနားထောင်ဟာဖုန်းချတော့ပြန်ရင်ဒီဖတ်တီမတော်တော့ကြံရရင်အဲ့ဖတ်တီမတော်တော့အဲ့ဒီဒီမှာသူ့ရဲ့ရွှေတွေငွေတွေပတ်စံတွေဖွက်ထားလားမသိဘူးဟာဒါဆိုအခွင့်ကောင်းပဲကွာလို့လိုက်ရှာမရမယ်ကွာသူ့ရွှေတွေငွေတွေပတ်စံတွေကိုလိုက်ရှာမယ်ကွာဘယ်တော့မှရှိမလဲတော့မသိရွှေငွေတွေပတ်စံတွေရှိလောက်မှာကွာဟာအဲ့ဒီရလို့စင်ကရွှေတွေပတ်စံတွေနဲ့ဖတ်တီမတော်တော့ပတ်စံတွေနဲ့ထိုးကြီးကွာငါထိုးပြီဟေးငါထိုးပြီလေလာလိုက်ရှာအော်ကြီးကွာငါဒီနေရာယူသွားလို့ရရင်ထင်တယ်လို့ကွာဘယ်ဟုတ်မလဲသွားလို့မရဘူးကွာခြေတော့ဖွက်တာလားမသိဘူးဗာလဲဟာပြုတ်ရမယ်ကြီးတယ်ဒီတော့လည်းမဖွက်ထားဘူးကွာဒီတော့လည်းမဖွက်ထားလောက်အီယာဘယ်တော့ဖွက်တာလဲမသိဘူးဒီခန်းနေမှာလားဒီခန်းပိတ်တာနော်ဒီကောဘာကောလို့အတာဖတ်ဒီမန်တော်လားဖတ်ဒီမန်တော်နဲ့ပူစံနေပါလေဟာဒီဘာလဲဒီကအလုတ်ကျူစားလိုက်တာအလုတ်အတီကျူစားရနော်ငါကိုလုံးတော့မနိုင်သေးတဲ့ဤပါကွာမလေးတာငါသားရငါလိုက်ရှာမရမယ်ကွာအဲ့တော့မြန်လိုက်ရှာမရမယ်မောနေပြီကွာမောနေပြီလိုက်ရှာတာအပေါ်ထက်မှငါမချားသေးကွာအပေါ်ထက်မှတိတ်ပြီးမချားဒီနည်းနည်းပဲချားသေးတယ်ဒီပေါ်ထက်မှငါတွေ့မတွေ့မကျွန်တော်ငါတွေ့ပြီကွာတွေ့လိုက်တယ်ငါတွေ့လိုက်တယ်အမလေးဗျအော်မရောက်လေယူလိုက်မယ်ကလင်းရောက်ပြီကွာဒါပဲလေအစိုးအောက်ခံဖြစ်မယ်လားတော့ဖွင့်ကြည့်မယ်ဝီရောဘာလဲဟာဖွင့်မယ်တော့ဖွင့်မယ်ဟာငါဟိုတော့ဝင်လာဒီတော့ရောက်လာတာပဲကွာအဲ့တော့ငါဒီတဲ့ကိုရောက်လာတယ်ကွာဟာတော့ဒါဖတ်တီမတော့ကြောက်ဖြစ်တာဖေးလမ်းမယ်လင်းကွာသူတော့ထောပေါမရှိတဲ့နေရာကြီးလို့ပြောလိုက်ရင်ကောက်တော့ကွာငါချွေငွေတွေမှတ်ပြီးတော့ဒီခန်းထဲဝင်လာတာကွာဒါဖတ်တီမတော့ကြောက်ဖြစ်တာဒီနေရာကြီးအဆုံးအစမရှိတဲ့နေရာကြီးလို့ပြောလိုက်ရင်ဘာဖြစ်သွားမှကြာနေရောဒီတော့မကြာနေအခုတော့ဒီကျူးစကြော်လို့ရလားမရဘူးကွာဘလို့လုံးမလဲတော့မယ်စင်ကြမှာကပိတ်မိနေလို့မဖြစ်ဘူးကွာငါဘာလဲကွာတက်လို့ရတယ်ကွာဆိုလုံးမရှိဘူးကွာလာကြည့်ကိုလုံးတွေကပိတ်ရက်တွေပဲထားသွားတာကွာငါဘလို့လုံးဒီမှာငါပိတ်မိနေပြီကွာအောင်လေးကခေချပါတို့ကြောင်ဖို့ကွာအခန်းလို့ပိတ်ထားတာကွာလို့ဖွင့်ပြီးငါပြန်ပိတ်ပြီးတော့ဝင်လိုက်တာကွာငါဘလို့လုံးဒါကအဲ့အခန်းထဲဝင်လိုက်တော့ကွာငါဒီနေကိုရောက်တော့ပဲကွာဖတ်တီးမတော်ကြောက်ဖြစ်တာ
ငါအေးရောက်လို့စရင်ဖတ်တီမာတော်တော်ကိုကောလေးဆုံးမပြီရဒါလန်းလားဒါလည်းလမ်းမရှိဘူးနော်အေးငါတို့ကြောက်ရင်ဒါငါတို့လာဖြစ်လမ်းနော်ဒီမှာလည်းမရှိဘူးကွာတဘလူလုံးမလဲဖတ်တီမာတော်တော့ကအဆုံးရှိနေရလို့ပြောလိုက်ရတာဒီနေရာထွက်ပေါက်တော့လောမရှိဘူးကွာဒီနားမှာတရေရှိတယ်ကွာဒါသူများတွေကိုလည်းယုံကြည်လို့မရဘူးသူများတွေကလည်းအတူကြီးလားအဲ့ဒီဥစ္စာသူများဖန်ကြလူတယောက်ကူညီတော့မရဟာဘူးငေါ့ခေပါဟာဟျောင်းမင်းမေးမဟုတ်လားဒီဟုတ်တယ်လူကောငေါ့ခေပါလို့ဘူးဟာဟျောင်းမင်းမေးမဟုတ်လောက်နော်မင်းပေတော့ရောက်လာလေဒီခန်းလေးကိုယောဘူးအနေနဲ့တူလာလေဒီကြော်ဝိုင်းလားဟျောင်းကနေမယုံနော်မင်းမေးရောဆဲဟုတ်လို့လားဟိုနင်းမြန်တန်ရလေဟုတ်ပါလေလို့我那么没有你有迷我的苦迷没迷你不啊要嘞迷路要嘞啊迷路要了迷路不了我的苦了迷路要不了没这ငါအိမ်မှာငါနဲ့ဘယ်သူနဲ့နေလေကွာမိပေါ်နေမင်းနဲ့နေလေဟာဒါဆိုမင်းမေးအစင်ဖို့ပဲကွာငါရွာလာငါနဲ့ငါမိဘနဲ့နေတော့မဟုတ်ငါတယောက်တည်းနေတာလို့ဟာတော်ရီလို့ကွာမေးတူဟာကွာတော့အထောက်ပေါ်လိုက်ချအောင်ရမယ်မြန်လေးအဲ့ဒါလည်းစားတာပဲလို့ဖြစ်မယ်မနဲ့ဟုတ်တယ်ကွာဒီမှာတကားပဲငါပြန်ထွက်မယ်ရေးဟာဖူတော်လေးလို့ကွာငါအိမ်နာမပိတ်မိတာဒါဖတ်တီမတော့ကြောက်ပြစ်တာကွာဖတ်တီရမယ်ကွာဖတ်တီမတော့ကောလေးဆုံးမရမယ်ဖတ်တီမတော့ငါဖုန်းဆက်ခေါ်လောက်မယ်ဟုတ်နော်တော့လားအေးကောလေးပြောလေးပါလေဒီနေ့လာကကျွေးဆက်ဘူးလားအေးဟုတ်တယ်အိမ်လက်ကကျွေးဆက်ဘူးပြန်လာခဲ့အေးငါလာခဲ့မယ်ဖတ်တီမတော့ဂျင်းထိလိုက်ဖတ်တီမတော့ရောက်ပြီနေလာကကျွေးဆက်ဘူးဆိုဆက်လီခဏနေပါဦးတော်ရဲ့တော့ပြီးရင်ဆက်ပါမယ်ကွာဘာလို့ညလဲမလို့စမ်းနေအိမ်လိုက်တော့မလို့စမ်းနေလို့လိုက်တော့မလို့စမ်းနေလို့လိုက်တော့ဟာမောင်ရဲ့ဆောငါအဲ့ဒီအဆုံးစားမရှိနေအိမ်မှာမတည်ရဲတော့ကဲလာရောလာနေရလာအရောမကောင်းလေလူကြီးကွာတိလားအနေဟုတ်တယ်မောတယ်ဟာငါအဲ့ဒီကောင်းတိလားဖတ်တီမတော့ငါကောဒီဆုံးမလိုက်အဲ့ဒီမှာအဲ့ခဏငါတော့ထရမယ်ဒါပဲနေရလေကွာဟာဒါအဆုံးစားမရှိတဲ့နေရာကြီးပဲကွာဒီနေရာမှာထွက်ပေါက်ဆိုတော့မရှိဘူးကွာဟာဒါဘူလက်ချက်ဘူးကွာဘူငါ့ကိုဒီနေရာပို့ရမယ်ကွာထွက်ပေါက်လိုက်ရှာဒီမှာလည်းမရှိဘူးထွက်ပေါက်မရှိကွာထွက်ပေါက်လိုက်ရှာမယ်ကွာအပေါအရင်ဆုံးဒီပေါက်ဝင်ကြည့်ပဲရအောင်ဒီပေါက်မရအောင်ဆိုဒီပေါက်ဝင်ကြည့်ဒီပေါက်မရအောင်ကွာတော့ဘူလက်ချက်ပဲကွာအဲ့ဘူအိမ်ဝင်နေထမရမယ်ဒီပေါက်လို့မရအောင်ဟိုဘက်ပေါက်ရောဒီပေါက်လို့မရခဏဆောင်ကတွေးလိုက်တယ်ဘယ်လားဟိုကတွေးလိုက်တယ်ဟုတ်တယ်ကွာဒီဘက်ကောင်ပဲကွာဟာလူတောက်လားကျွန်မကူညီပါဟိုမင်းတို့ဆိုလို့ရောက်လာပြီမင်းငါဆောင်မိပြီ